Aluminium lava Estate Creative Vlog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖော်ပြမယ့်ပစ္စည်းက Lavender microphone wireless Lavender microphone လည်းခေါ်လို့ camera microphone လည်းခေါ်ပါတယ် CVR M30 play 20 meter 20ကိုအကွာဝေး20ကိုစကားပြောရင် video record လုပ်မယ်ဒါ speaker ပါ clear ဘေးအတန်ကြီး clear ပြင် noise ဒီပါကြီးဆိုရင်ဒီမှာတက်တော့ရင် noise ဒီပါကြီးမပါဘူး headset ဒီအားလုံးကျွန်တော်မသိပါဘူးဒါလီလီပါတိုင်တချို့မိုက်ဆိုရင်အတန်ကြီးဝင်နေပုံမိုက်ဒီပဲဖြစ်ကံမိုက် original မိုက်ဒီပဲဖြစ်အတန်ဝင်နေဒါဆိုအတန်ဝင်တော့အောင်ဒါတူပါပဲဒါအကုန်တူပါပဲဟောက်ကြည့်မယ်โอ้ဒါကမိုက် kiss နံပါတ်ကိုက်ပါနံပါတ်ကိုက် from ဖက်နံပါတ်ကိုက်ပါဘာလို့ဒီလိုဒီမှာအချာ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 Nice. Wow. Wow. Taxi. I don't need a taxi. Right, wow. Tuga kuchi da taps di ye ya zo lu lai chen le ya ba apple lai chen ya baဒါဆိုအတွင်းနဲ့ဒီမှာလည်းအတွင်းပေါက်ပါမယ်တစ်ခုချင်းစီအတွင်းရပါတယ်တကယ်လို့တော့တစ်ခုချင်းတွင်းမရပါဘူးဒီမှာဒီလိုမျိုးကြီးမပါဘူးမနေ့မပါဘူးဒါကဒီမှာအတွင်းပြပါအဲ့ဒီလိုထည့်ပါဒီတော့မိုက်တက်ဆန်းပါမယ်ကျွန်တော်ဖုန်းနဲ့ဆန်းပြပါမယ်ဒီမှာက USB device မိုက်ကိုမပြပါနဲ့မိုက်ပြပါနဲ့မိုက်자, 그리고 어쩌다 default 다 폰에 많이 필요하네. USB 많이 봐. Hello, အားလုံးပဲမင်္ဂလာပါကျွန်တော်အခု video record တွင်နေရဲ့ mic က11
မိုင်းညက်တွင်းနေရပါကျွန်တော်အခုစကားပြောနေရအကွာဝေးရမီတာ20ရှိပါရဲ့ခင်ဗျကျွန်တော်မြင်ရလားခင်ဗျဒီတော့အကွာဝေးလဲရိုက်လို့ရပါရဲ့ခင်ဗျကျွန်တော်မြင်ရလားခင်ဗျဒီထက်ဝေးရဲ့နေရာလေပြောလို့ရပါရဲ့ခင်ဗျဒီထက်ဝေးရဲ့နေရာလေပြောလို့ရပါရဲ့ခင်ဗျဒီပတ်ဝန်းကျင်နေကားအတန်နေစိုက်ကတန်နေတွားနေရအတန်ဝင်လားမဝင်လားအစင်ပြေလားမပြေလားကို comment box and messenger မှာဒါရောက်ပြောနိုင်ပါရဲ့ခင်ဗျအားလုံးကျေးဇူးပါ